Carlos Pariba ကိုယ်တိုင်ကလည်း Manchester United မှာ United ဖြစ်နေလို့ဒီ United ကိုပြန်လဲမှရောက်ရှိလာတာဖြစ်ပါတယ်ဆိုတော့ hello အားလုံးမင်္ဂလာပါ Sport Channel ဖြစ်ဆိုပြီးနေ YouTube Channel ပြန်နေကြိုဆိုလိုက်ပါတယ် Manchester United ခေါ်ယူလိုက်တဲ့ Carlos Pariba ကိုကျွန်တော် United အနေနဲ့ဘယ်လောက်ထိမျှော်လင့်လို့ရမလဲဘယ်လောက်ထိကျွန်တော်တို့အားကိုးရမလဲဆိုတာကျွန်တော်တို့အနေငယ်လေးကျွန်တော်တုံးသကြည့်အောင်Manchester United ကဒီ Carlos Pariba ကိုပြီးခဲ့တဲ့နှစ်ကတည်းကသူတို့ကတကယ်ကိုလိုချင်းချင်းနဲ့လိုက်ခဲ့တယ်ခေါ်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့ Brighton အသင်းကဈေးကိုင်းတဲ့အတွက်ကိုပြီးခဲ့တဲ့နှစ်ကဒီအပြောင်းဆွဲဖြစ်မလာဘဲနဲ့ဒီနှစ်ပေါင်းရည်မှာကျွန်တော်တို့တကယ်အမှန်တကယ်ဖြစ်လာဆိုတော့တွေ့ရတယ်ဆိုတော့ဒီနှစ်ပေါင်းရည်နဲ့ပြီးခဲ့တဲ့နှစ်ကပေါင်းရည်မှာ Manchester United ကစူးစမ်းခဲ့တဲ့အတိုင်းအတာမှာပြောင်းဆွဲခြင်းပမာဏနဲ့ဘယ်လောက်ကွာဟမှုတွေရှိလဲဆိုရင်ပြီးခဲ့တဲ့နှစ်ကBrighton အသင်းအနေနဲ့ Carlos Pariba အတွက်ကိုပေါင်တန်း100ကျော်115တန်းကိုင်စီတိုရဲ့အပြောင်းဆွဲနီးပါသူကရချင်တယ်လို့ဒီအသင်းတွေမှာဖော်ပြထားကျွန်တော်တွေ့ရတယ်ဆိုတော့ဒါပေမဲ့ပြီးခဲ့တဲ့နှစ်မှာအကြောင်းမျိုးကြောင့်Carlos Pariba ကManchester United ကိုရောက်လာဖြစ်ဘူးဆိုတော့ဒီတစ်ခေါက်ကဒီနှစ်ပေါင်းရည်မှာ Carlos Pariba ကManchester United ကိုပြန်လဲပြီးမှရောက်ရှိလာတယ် Carlos Pariba ကိုယ်တိုင်ကလည်း Manchester United မှာ United ဖြစ်နေလို့ဒီ United ကိုပြန်လဲပြီးမှရောက်ရှိလာတာဖြစ်ပါတယ်ဆိုတော့ United စီမှာရောက်ရှိလာခြင်းမှာ Carlos Pariba ကိုကျွန်တော်တို့အကောင်းဆုံးညှော်လင့်ကြမယ်လို့ထင်တယ်ဒါပေမဲ့တချို့ပြိတ္တတွေကြတော့ဒီတန်ရာတွေရနိုင်တယ်ကျွန်တော်တို့ဒီတန်ရာတွေနဲ့သူ့ကိုကျွန်တော်တို့အားကိုးရပါမလားဆိုတော့တန်တရားစိတ်တွေနဲ့ကျွန်တော်တို့ကြည်စိတ်ပူတဲ့လူတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနှစ်ခေါ်ထားတဲ့ကစားသမားရဲ့ထဲမှာ Manchester United ကိုတကယ်အကျိုးပြုမဲ့ကစားသမားလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ဘာဖြစ်ကျွန်တော် United ဖန်နေညှော်လင့်လာလဲညှော်လင့်လို့ရတယ်လို့တကယ်လို့ကျွန်တော်စိုးရိမ်မိမှာကျွန်တော်ညှော်လင့်ထားတယ်လို့ဖြစ်မလာခဲ့တော့ဗောနော်ချို့ရစိုးရိမ်နေလို့ရှိတယ်ဒါလည်းကျွန်တော်နားလေတယ်ဆိုတော့ဘာဖြစ်ကျွန်တော် United ဖန်နေအနေနဲ့ဘာဖြစ်ကျွန်တော်ရောက်လာကိုအတင်းရှင်မှာရောက်လာပြီးဟေးဆိုရင်တော့ဘာဖြစ်ကျွန်တော်ညှော်လဲရမှာတော့ကျွန်တော်တာဝန်ဖြစ်ပါတယ်ဆိုတော့ဘာနဲ့ပတ်သက်လာလို့ရှင်တော့ကျွန်တော် United ဖန်ရလဲအကောင်းဆုံးညှော်တဲ့လူရှိလို့တကယ်လို့စိုးရင်စိတ်နဲ့တချို့ရတယ်မမျှော်လဲရဲလူရှိတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ကျွန်တော်တို့အကောင်းဆုံးတော့မျှော်လင့်ဖို့ရန်လိုအပ်မယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်ကျွန်တော်တို့အတင်းရှင်မှာရောက်လာဖြစ်ဆိုရင်တော့စိုးစိုးကောင်းကျွန်တော်အားပေးဖို့တော့ကျွန်တော် United ဖန်ရတာဝန်ဖြစ်ပါတယ်ဆိုတော့ဘာဖြစ်ဒီတစ်ခေါက်လဲကျွန်တော်Carlos Pariba စီကနေကျွန်တော် United ဖန်နေအရင်တုန်းကကျွန်တော်မတွေ့ခဲ့ရတဲ့ United ကွန်းလင်မှာမတွေ့ခဲ့ရတဲ့ကျွန်တော်ဒီတိုးအားယုံအားဒီဘော့ဂယ်ရီတွေကျွန်တော်မြင်ရမှာဖြစ်ပါတယ်တကယ်လို့ Carlos Pariba ဒါတကယ်လို့ဒီတန်ရာကင်းနေတာကစားနိုင်မှာဆိုရင် United ရဲ့ကွန်းလင်မှာအကောင်းဆုံးတော့ဒီကျွန်တော်ဒီUnited မှာတောက်လျှောက်ကျွန်တော် United မှာတကယ်အားကိုးရမယ့်ကွန်းလင်ဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်တယ်နံပါတ်1ကတော့ဒီသူကတန်ရာကင်းဖို့တော့လိုမယ်ဆိုတော့Carlos Pariba ကကျွန်တော်တို့တကယ်လို့တန်ရာကင်းနေတာ United မှာအဆင်ပြေလို့ရှိရင်နောက်10နှစ်လောက်ကတော့ကျွန်တော် United ကအကောင်းဆုံးတော့အားကိုးရမယ့်ကစားသမားတစ်ယောက်လို့ကျွန်တော်မြင်တယ်ဆိုတော့ United ဖန်နေတဲ့တချို့တွေဆိုရင်တချို့တွေကလည်းတကယ်မျှော်လင့်ကြတယ်ဒီအခြေအနေကတော့ဖြစ်တင်ပါတယ်ဆိုတော့ပြီးခဲ့တဲ့နှစ်က Carlos Pariba က Brighton ထဲမှာနေရာလည်းပြန်မရတယ်လို့ဒီခြေစွမ်းလည်းပြနိုင်ခြင်းမရှိဘူးဒါပေမဲ့ဒီတချို့တဲ့မီဒီယာတွေမှာဖော်ပြချက်ရManchester United စီကိုပြောင်းချင်တဲ့ဆန္ဒတွေပြင်ပြပြီးတော့ဒီအပြောင်းဆွဲရတဲ့ပိတ်တွိုင်းမှာ United စီမှာပြောင်းဆွဲကပြက်ပြဲသွားတဲ့ချိန်မှာအပြောင်းဆွဲကမော်မြင်တော့တဲ့ချိန်မှာCarlos Pariba ရဲ့စိတ်တရေရာထိခိုက်မှုရှိသွားတယ်အဲ့ဒါကြောင့်ပြီးခဲ့တဲ့ဘောလုံးရတီမှာခြေစွမ်းမပြနိုင်ဘူးလို့တချို့တဲ့မီဒီယာတွေကမှတ်ချက်ပေးကြတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဘလိုပဲဖြစ်ဒီနှစ်ပေါ်ရဒီမှာဒီ Carlos Pariba ကပြန်လည်ရောက်ရှိလာပြီပြန်လည်ရောက်ရှိလာတဲ့အပေါ်မှာ United ဖန်နေတော့အကောင်းဆုံးဖြစ်ဖို့မျှော်လင့်တယ်လို့အကောင်းဆုံး United ကို Gary လို့ပေးဖို့လည်းမျှော်လင့်ကြတယ်ဒီနှစ်ပေါ်ရကြတော့Manchester United ကလည်းတကယ်ရင်ခုန်စရာကောင်းတယ်ကျွန်တော်ပွဲဥထွက်မှာပဲဆုံးပွဲနဲ့လည်းကျွန်တော်တွေ့သွားတယ်ဆိုတော့ဘယ်လိုဖြစ်လာမလဲလာမယ့်ရည်မှာလာမယ့်ပွဲစဉ်တွေမှာဘယ်လိုဖြစ်လာမလဲဆိုကျွန်တော် United ဖန်နေကျွန်တော်စောင့်ကြအောင်ဗျာဆိုတော့ Carlos Pariba ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့တုံ့ပြန်ချက်တွေတော့ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်